ကိုပြန်လွမ်းနေပြူစင်တဲ့နှလုံးသားလေးဟာအချစ်ရဲ့အကြောင်းနဲ့လွမ်းရဲ့အကြောင်းကိုမသိတတ်ခဲ့ဝိဆူရမေးရဲ့နာကိုလက်ဖြတ်လိုက်ရင်တောင်းသမျှရတဲ့အလွယ်လေးပဲပိရှာပွေကျွေးတဲ့တမင်ကိုလက်နိုင်ပြီးငါစားဖို့ပဲသိတတ်ခဲ့ဘိုးရဲ့ချစ်ပြောစရာတွေနဲ့ကလေးဘဝအရွယ်တော့ကဒီလိုချစ်ပြန်လို့ချစ်လေးမရတော့ဘူးလေအဖေကိုအမေကိုလွမ်းနေလို့အဖေကိုအမေကိုလွမ်းနေလို့ကျွန်တော်လေးကိုယ်တိုင်ကြုံမသိတဲ့ခဲ့သူမို့စောင့်တင်ကြကြောင်းနဲ့စောင့်တင်ခဲ့ရသလိုချစ်ရဲ့အကြောင်းကိုသင်ကြားရဲ့မင်းနီရောက်ချစ်ချစ်ကတွေ့ဘဝရဲ့အမှားတွေငါစာအုပ်မှာပြင်းနေခဲ့ဝိဆိုရလိုက်ရှာကြည့်တော့ချွေးနေရင်တော့ချူပြရဖို့မလွယ်ဘူးလေကိုယ်တိုင်မိဘဖြစ်မှတတ်သမီးရမမိဘမြတ်တော့သိတတ်ခဲ့